Hello vlog ပါရှုံးပါဒီခေါက် vlog ကတော့ရှင်တို့တရုံလုံးပေါ့နော်ရှင်တို့ရုံကလူတွေအကုန်လုံးစုပြီးတော့ငွေဆောင်သွားတဲ့ vlog လေးပါ AR တိုင်းသူဖြစ်ပေမဲ့ငွေဆောင်တစ်ခါမှမရောက်ဘူးတဲ့ AR တိုင်းသူလေးပါရှင်တို့တဲတဲ့ hotel ကတော့ The Village ပါရှင်တို့ရောက်ချင်းကတော့မိုးရွာတယ်ပေါ့နော်ဒါပေမဲ့မိုးကတော့ခဏလေးပဲရွာပြီးတော့ကောင်းကင်ကတော့ပြန်ကြည်သွားပါတယ်ရှင်တို့နေမဲ့အခန်းလေးပြပေးမယ်ဒါကတော့ရှင်တို့နေမဲ့အခန်းတော့မဟုတ်ပေါ့နော်ရှင်တို့အခန်းရဲ့ဘေးချင်းကအခန်းလေးပါပြီးတော့သူကဒီ sea view တော့မဟုတ်ပင်မဲ့လေ sea view ပဲပေါ့နော်အောက်ထပ်မှာရှင်တို့ဒီအရှိန်ကြည့်လိုက်လို့ရှိရင်ဘေးဘက်မှာပေါ့နော် sea view ကိုတွေ့ရမှာပါဒါကတော့ရှင်နေတဲ့အခန်းမှာရှင်နေတဲ့အခန်းကတော့တခြားလေးမရိုက်လိုက်ရဘူးပေါ့နော်ရှင်တို့ကမနေ့9နာရီကျော်လောက်ထွက်ပြီးတော့ငွေဆောင်ကို12နာရီကျော်လောက်ရောက်တော့တခါတည်းချက်ပို့မှားထားပေါ့နော်ချက်ပို့က4ယောက်ကို9000ပဲကြပါတယ်အရသာလည်းတော်တော်ကောင်းတယ်portion တွေလည်းအများကြီးပါပါတယ်ရှောင်းကတော့နေ့လည်စာစားပြီးတာနဲ့အင်ဂျီလဲပြီးတော့ကန်းကြီးကိုစဆင်းပါတယ်ဂျာတီဥတုကနေပူလားဆိုတော့လေနေမပူမိုးအရန်ရွာလားဆိုတော့လေမိုးကလည်းအရန်မရွာဘူးတော်တော်လေးနေလို့ကောင်းပါတယ်ဒါဆိုရှောင်းညနေဘက်အင်ဂျီလဲပြီးတော့လမ်းဆင်းလျှောက်တာပေါ့နော်တော်တော်လေးနေလို့ကောင်းတယ်လူလည်းအရန်မများဘူးလူလည်းရှင်းတော့တော်တော်လေးနေလို့ကောင်းပါတယ်ရာသီဥတုလေးကလည်း share ပဲဆိုတော့ဒီနေ့ကအတကုံကဲမဲ့နေ့ပဲဖြစ်ပါတယ်ဒါကတော့ရှုံးတို့ရုံးကလူတွေဘလူတွေဆော့လဲစက်ကြည့်ပေးပါအောင်နော်မရိုက်ပေးမရိုက်ပေးခေါင်းလေးလို့ခေါင်းရလေးဆိုင်လိုက်ဒီနေရာမှာပြောချင်တာကတော့ကျမရဲ့ရည်တန်လေးကိုသိခံပေးကြပါတကုံလေးဆော့ပြီးတော့ရှုံးတို့နေ့လည်စာတော့မှ3နာရီကျော်မှစားလိုက်ရပါတယ်ရှုံးကတော့ခဏပဲနားပြီးတော့ကန်းကြီးကိုထပ်သွားတယ်အင်ကြီးနောက်တစ်စုံလဲပြီးတော့ပေါ့နော်ညနေဘက်ထပ်ပြီးဆော့ပါတယ်ထပ်ဆော့တာတော့မှညဘက်မိုးချုပ်တဲ့အထိပါဘာလို့ဆိုမနေ့ပြန်ရတော့မှဆိုတော့အတကုံလေးဆော့ကြပါတယ်没有。ဒီလိုနဲ့ပြန်မဲ့မနက်ရောက်ပါပြီအရှိရက်ဒီမှာလဲချိုးလို့ breakfast စားပါတယ်မရိုက်ဖြစ်ဘူးပေါ့နော်ပြန်မဲ့နေ့မှာပဲ breakfast စားတာကိုဗီဒီယိုရိုက်ဖြစ်ပါတယ် breakfast ကတော့တော်တော်စုံပါတယ်ဒါဆိုလို့ရှိရင်ချိုးလို့မွေးငါကျွေးရပေါ့နော်ဒါပေမဲ့ချိုးကမွေးငါတိတ်မကြိုက်ဘူးဘာလို့လဲဆိုတော့သူကနည်းနည်းရန်ကုန်ချက်တဲ့ပုံစံပေါက်လို့ပေါ့နော်မွေးငါတိတ်မစားခဲ့ဘူးတခြားဒီခောက်ဆွဲကြော်တို့ထမင်းကြော်တို့ပဲစားခဲ့ပါတယ်ဒါကတော့မနက်စာစားရင်လည်းညတရေ6ခံရတဲ့အိစာတွေကိုပြောနေတာပါတရေကြောက်ပါတယ်ဆိုမှတရေနဲ့တက်တက်တိုးခဲ့တယ်ဗလော့ပိုင်းရှုံးပါရှင်မ
နက်စာစားပြီးတော့အခန်းမပြန်သေးဘဲနဲ့ကန်းချီဘက်ကိုခဏလန်ထွက်လျှောက်တယ်ဘာလို့ဆိုတော့ရှင်တို့ကနေကင်းလောက်ဆိုပြန်ရတော့မှာဆိုတော့လေမပြန်ခင်လန်ခဏထွက်လျှောက်တယ်ပြီးတော့အင်ချီလဲပြီးတော့ကန်းချီမှာထပ်ပြီးတော့တပုံခဏထွက်ရိုက်ပါတယ်ပြန်မဲနေ့မှာရာသီဥတုကနေထွက်ပြီးတော့နေတဲ့အရန်ပူပြီးတော့လိုက်တွေနဲ့အရန်ကောင်းနေတော့ပဲဒါကတော့ကန်းချီကမင်းသားလေးပါကျွန်တော်ဟိုတယ်အရှိရစပင်းညက်ဆိုင်ကခွေးလေးပါသူတို့ဆိုနေ့တိုင်းကန်းချီသွားရမှာပဲနော်နေ့တိုင်းရေစိမ်နဲ့အရန်မိုက်တယ်လိုက်တင်ကောင်းနေတော့အမေရဲ့အင်ချီလေးနဲ့အမေရဲ့ခေါင်းဝင်လေးနဲ့ပေါ့နော်အမေရဲ့ခေါင်းလေးနဲ့တပုတ်ရိုက်မယ်ဆိုပြီးထွက်လာပါတယ်အဲ့မှာဘယ်လိုလေးဖြစ်လဲဆက်ကြည့်လိုက်ပါဒါပေမဲ့လည်းပုံနှက်လာလေးထွက်လာပါတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် vlog တွေမှာဆက်ပြီးတွေ့ပါမယ်ရှင်ရဲ့အရန်ပျော်ခဲ့ရတဲ့ငွေဆောင်ခရီးလေးပဲဖြစ်ပါတယ်ရှင်